မင်္ဂလာပါချစ်ခင်လေးစားအပ်သောမြမတိုက်ကျက်ဝါနာရှင်များခင်ဗျာကျွန်တော်ကျက်ပညာများကြီးခိုင်ပါကျွန်တော်ရဲ့ကျက်ပညာများကြီးခိုင် official YouTube channel လေးကနေမြမတိုက်ကျက်ဝါနာရှင်ညီကိုတွေကိုကြိုဆိုလိုက်ရပါတယ်ယနေ့မြမတိုက်ကျက်ဝါနာရှင်ညီကိုတွေကိုကျွန်တော်ပြန်လည်မျှဝေပေးချင်တာကတော့တိုင်ဝိုင်းမှာအမောဖောက်တဲ့တိုက်ကျက်တွေအတွက်အမောလုံးစေရန်ကုသခြင်းဖြစ်ပါတယ်ကျက်နှကောင်ခွတ်တာများသောအားဖြင့်မောကြတာပဲဒါဟာမစမ်းပါဘူးအကျိုးတရားကြောင့်အကြောင်းတရားဖြစ်လာရတာပဲတိုက်မဲ့ကျက်တစ်ကောင်ဟာကျက်မာရေးကောင်းခြင်းအမောလုံးခြင်းပြန်အားကောင်းခြင်းတက်လုံကောင်းခြင်းခန္ဓာရည်အားကောင်းခြင်းအချိန်ကြာမြင့်စွာရှင်ပြိုင်နိုင်ခြင်းစသဖြင့်၎င်းအချင်းတွေရှိရပါမယ်ကျက်တွေအမောဖောက်တာအကြောင်းအရာများစွာရှိပါတယ်ဝမ်းတွင်းအစီရှိ၍မောခြင်းအဆုပ်နှလုံးကြွသားတို့အားနည်း၍မောခြင်းအင်းအားနည်းပါ၍မောခြင်းကျက်အသက်မခိုင်သေး၍မောခြင်းလဲချွဲပြန်၍လဲချွဲမကုံ၍ချွဲကြောက်ကြံ၍မောခြင်းအစရှိသဖြင့်ကျက်ပေါက်တကောင်ခွလက်ပု္ပ္ပအမောဖောက်တာနဲ့ပြန်စီအမောဖောက်တာထိုနှစ်ခုလုံးဝမတူညီပါကျက်ပေါက်တကောင်ခွလက်ပု္ပ္ပအမောဖောက်တာဖြစ်စေစခန်းသွင်းလေ့ကျင့်ပေးရာတွင်ဖြစ်စေအမောမလုံးတက်လုံမကောင်းရင်ညဘက်အိတ်တန်းတက်ခါနီး၎င်းကျက်ကိုလက်ဖက်အစုံမကြီးစိတ်တစ်စိခန့်လုံး၍ခွင့်ပေးပါ၎င်းမကြီးစိတ်တစ်စိခန့်လုံး၍ခွင့်ကြွေးပြီးပါကရေနှင်းငယ်တိုက်ပြီးအိတ်တန်းတင်ထားပေးပါမနက်စောစောအိတ်တန်းစင်းတာနဲ့ကျက်ကိုရေဝတိုက်ပြီးကျက်ကိုကျိုးထောက်ထားပေးပါနောက်မိနစ်30အကြာမှာရေချေးတွေပါပြီးမှခန်းညင်သည့်အမက်တစ်စိမ့်လောက်ကျက်ကိုကျွေးပေးပါခန်းညင်သည့်တစ်စိမ့်ကျွေးပြီးပါကစံကိုရေစိမ့်ထားကနေအရန်မမြင့်ခင်ညီစာမြက်ခင်းပြင်တွင်နေပူမှာနောက်ထပ်မိနစ်30ခန့်ကျက်ကိုထပ်မံ၍ကျိုးထောက်ထားပေးပါမိနစ်30အကြာမှာကျက်ကိုပြန်လည်၍ဖမ်း၍လဲအချွဲတွေကိုကျက်တောင်ဖြင့်ချစ်ထုတ်ပြီးအားထောက်ချလဲရှင်းနာဖွင့်ပြီးပါကစပလင်သို့မဟုတ်ဝါရွက်အနေငယ်ခွင့်ကြွေးပေးပါရေစိမ့်ထားသည့်ဆန်စလုတ်တစ်ဝက်ခန့်ကျွေး၍ကျက်ကိုပြန်လွတ်ထားပေးပါယခုလိုရေတိုက်ခြင်းနေလန်းခြင်း14ရက်သားပြည့်ပြီး15ရက်သားရတဲ့အခါမှာ၎င်းကျက်ကိုတစ်ပတ်စာချီကြော်ပေးရပါချီကြော်ပေးပါတစ်ပတ်စာချီကြော်ခြင်းဟာဝိုင်းထဲမှာမောနေတဲ့ကျက်တွေနှာပိတ်နေတဲ့ကျက်တွေကိုတမောစာချွဲတရေစာ10မိနစ်10မိနစ်12မိနစ်စာချီကြော်ဆန့်ပေးပြီးလဲချဲပြန်လဲထုတ်ပေးခြင်းနှာပေါက်ဖွင့်ပေးခြင်းအာထောက်ချခြင်းပြုလုပ်ခြင်းလို့တပတ်စာအချိန်ယူပြီးချီကြော်ပေးခြင်းဖြစ်ပါတယ်ထို့ကြောင့်ရာကကျန်းမာရေးကုသခြင်းယူလိုက်ခြင်းဖြစ်ပါတယ်အထက်ပါအကြောင်းအရာတိုင်းကျက်ကိုကုသပေးပါကတိုက်ဝိုင်းမှာမိမိတို့ကျက်အမောလုံ၍အချိန်ကြာမြင့်စွာရှင်ပြိုင်နိုင်ပါမည်သတိပြုရန်အတွက်ကတော့ပြန်စီကျက်တွေအမောဖောက်တာကတော့ဝမ်းတွင်းအစီချန်နေသည့်အတွက်ပြန်လည်၍ကျွတ်စီထုတ်ရန်လုံးဝမမေ့ပါနဲ့ဒီဗီဒီယိုလေးကိုအစအဆုံးနားဆင်ပေးမှုအတွက်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကျက်ပညာများကြီးခိုင်ဖြစ်ပါတယ်ကျွန်တော်တို့နောက်တစ်ခေါက်ဗီဒီယိုမှာပြန်ဆုံတွေ့ပါအောင်မယ်